မနေ့ကကျွန်တော်ရလာတဲ့ကောင်နော်သူ့လက်ဖြင့်ဟိုလက်ဆွဲတွေအပြစ်မတက်သေးဘူးနော်လက်ဆွဲတွေအပြစ်မတက်သေးဘူးလားဒီကောင်အများဆုံးရှင်းသူအသက်9လလောက်ပဲ9လကျော်လောက်ပဲရှိမှထင်နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်မွေးတော့ဆိုရင်ဟိုငယ်မွေးစမွေးတော့ဆိုရင်ဒီအရွယ်လောက်ဆိုရင်9လအများဆုံးပဲနော်9လအများဆုံးပဲ9လအများဆုံးပဲဒီကောင်ကြတော့အသက်တစ်နှစ်ရှိနေပြီနော်တစ်နှစ်ကျော်ပြီနော်တစ်နှစ်နဲ့တစ်နှစ်ကျော်တစ်နှစ်လောက်ရှိဟိုမှာဘာဖြစ်လို့မသိလူနာလားတင်နာလားဘာကြီးလဲမသိမလူနာလားတင်နာလားဒါမှမဟုတ်လူတေးလားတင်နာလူနာလားတင်နာမသိဘူးနော်မတူတော့ခြေခွင်းတက်ပေးလိုက်ပြီနော်ခြေခွင်းတက်ထားပေးလိုက်မယ်ခြေခွင်းတက်လိုက်ခြေခွင်းတက်ထားလိုက်ပြီနော်ခြေခွင်းတက်ပေးလိုက်ပြီဒီကောင်အမပဲနော်ကျွန်တော်ကြည့်ရတော့အမတော့90ရာခိုင်နှုန်းပဲအမပဲဒီရွယ်သူတို့နှစ်ကောင်လာနော်ပထမတစ်ကောင်ကတက်နေတာအထီပဲဖြစ်မယ်နော်မမိလို့ဒီမနေ့တော့ခေါင်းမလာတော့နေပူတော့တိတ်တော့ငှက်တွေကဒီလာမနာဘူးတော့နောက်ဖေးမှာဒီနောက်ဆိုရင်ဒီမှာနောက်ဖေးမှာမေးတိုင်းဟိုတီဗီတိုင်းပေါ်မှာသူလာလဲကောင်3 4 5ကောင်3 4 5ကောင်တက်ဟိုတဲ့ပဲမလာလို့တော့မနာနင်းလို့တော့ဒါနင်းတော့မိမှာโอเค